ကျော်ဒီနေ့မှာဆိုရင်လည်း free tip လေးနဲ့သူပြန်လျက်ရှိလို့လာပါပြီအဲ့တော့ကျွန်တော် channel လေးက listen နေတိုင်း free tip တွေကိုနေ့တိုင်းညီပါတင်ပြီးတော့မှဖြစ်တဲ့ကြောင့်မို့ like subscribe လေးတွေ follow လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့အတွက် free tip နှစ်ခုရွေးချယ်ပေးထားပါတယ်ပထမတစ်ခုကကျတော့တတိယနဲ့ပါတယ်လုံးဝအနိုင်ပါဒုတိယတစ်ခုကကျတော့ကျွန်တော်တို့လေးတင်လားမတုံးတင်လားမသိဘူးပေါ့နော်ကျွန်တော်ပြကြည့်လိုက်အောင်မေ okay တုံးတင်ပါပါတယ်နံပါတ်ထားနဲ့3ယောက်ယူထားပါတယ်အဲ့တော့ free tip နှစ်ခုကိုပြီးတော့မှဖြစ်ပါတယ်နှစ်ခုလုံးကပထမတစ်ခုက2ဆကျော်တယ်ဒုတိယတစ်ခုက 2.6 ဆဖြစ်ပါတယ်အဲ့ဒီနေ့တော့ပြီးကမှမနေ့က result လေးကိုကျွန်တော် read လိုက်အောင်ကေဝတမောစနေနဲ့ကျွန်တော်တို့ဒီပထမဆုံးမောင်းလေးရှိမယ်မနေ့ကတွဲခဲ့တဲ့ကောင်လေးပေါ့နော်ကျွန်တော်ဒီမှာဆိုရင် chorus ကိုလည်း command ခဲ့တယ်ကျွန်တော်ပထမဆုံး command ခဲ့ဒီ Filaria ပွဲစဉ်မှာဆိုရင်1-2 command ခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်ထည့်ထားတဲ့ကောင်လေးက over 1.5 ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကောင်လေးရဲ့2တော့ပါတယ် result က1.9တော့တယ်ပေါ့နော်ဗီဒီယိုပွဲကျတော့ like အနိုင်ပေးခဲ့တယ်ဒီကောင်လေးလည်းနိုင်သွားတယ် W1 body ပေးခဲ့ပါတယ်5ခွန်းပွဲစဉ်မှာဆိုရင်တော့ over 1.5 ထည့်ရတာဖြစ်တယ်အဲ့တော့နှခုလုံး1-1နဲ့ပြီးတော့တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကောင်လေးလည်းနိုင်သွားတယ်အဲ့တော့ဒီသတင်းကျူရပါပေါ့နော်မောင်ဝေးကတွင်းမဆိုရင်တော့သတင်းကျူရပါလိမ့်မယ်โอเคကျော်ဒုတိယပေးခဲ့တဲ့ကောင်လေးတွေ့ကြည့်မယ်ဒီဒီမှာဆိုရင်တော့ကျွန်တော်တို့ PTB slip ရှိမယ်ကျွန်တော်ရဲ့ chorus score ကိုပြင်ကြည့်လိုက်အောင်ပထမဆုံးပွဲမှာဆိုရင်ကျွန်တော်တို့ဒီ Forest နဲ့ Man City ပွဲမှာဆိုရင်တော့1-1 command ခဲ့ပါတယ် chorus score အနေနဲ့ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ထည့်ခဲ့တာ over 1.5 ထည့်တာဖြစ်တဲ့ကြောင့်မို့တူတော့ပါတယ်အဲ့တော့ပထမဆုံးသတင်းနဲ့နေတူရပြတဲ့ကြောင့်မို့တနေ့ကောင်ကြီးကလက်ကြည့်စံမလို့တော့ပေါ့နော်ဒါမနေ့တော်တော်လေးစိတ်တူဖို့ကောင်းပါပြီ Man City အနေနဲ့ဘာလို့လဲမသိဘူးနော်မနေ့တော့ Bokiri ထူတာခံလေးရပါတယ်ကျွန်တော်အနေနဲ့မူဆက်တစ်ဖက်ကအကွက်နဲ့ထည့်လည်းမရလိုက်ဘူးပေါ့နော်အဲ့ဒီမှာနောက်တစ်ခု Brighton နဲ့ Fulham ပွဲစမှာဆိုရင်ကျွန်တော်2-2ခံခဲ့ပါတယ်ဒါပေမဲ့ result က 2-1 ပြီးတော့ပါပေါ့နော်ကျွန်တော်ထည့်တာ over 1.5 ထည့်တာဖြစ်တဲ့ကြောင့်မို့ဒါလေးလည်းနိုင်နေတောင်းမဲ့ပွဲမှာဆိုရင်ကြည့်လိုက်ပါ Boki ထူတော့ပါတယ်ဒီမှာဆိုရင်ကျွန်တော်ခံခဲ့တာ 2-0 ခံခဲ့ပါတယ်ဒါပေမဲ့ရတဲ့ result က 0-1 ပေါ့နော်နောက်မနေ့ကပွဲရုပ်ကြည့်လိုက်ပါ Boki ဘယ်လောက်ထူလဲဆိုရင်ကျွန်တော်တို့တောင်းမွေလည်းရှုံးနေအိမ်ပွဲမှာပြီးရင် Bayern Munich ပါလာမလို့အော်ဒီမှာ Bayern Munich ကကျွန်တော်မပေးခဲ့ဘူးပေါ့နော်ဒီ Bayern Munich တွေရှုံးသွားတယ်ဒီတိုင်း Leverkusen လည်းရှုံးနေပေါ့နော်အဲ့တော့တွေ့ရတိုင်းမဲ့ Pro ဒီမနေ့ကပွဲမှာဆိုရင်ကျွန်တော်ခံခဲ့တဲ့ကောင်တွေကဒါလေးလည်းနိုင်တယ်ပြီးတော့ရင် Leverkusen ပွဲမှာ over 1.5 take ရဖြစ်တဲ့ကြောင့်မို့ဒါလေးလည်းနိုင်တယ်ကျွန်တော်အကုန်လုံး over 1.5 take ရဖြစ်တယ်ပေါ့နော်ပြီးတော့ AC Milan ပွဲလေးလည်းနိုင်တယ်အဲဒီကောင်လေးနိုင်ပါရီကျွန်တော်ဒီအောက်ဆော့ Braga နဲ့ Porto ပွဲစဉ်မှာဆိုရင် 1-1 ခံခဲ့ပေါ့နော်နိုင်ပဲလဲကျွန်တော်တို့ 0-1 နဲ့ပြီးတော့ပါရီဒါတဲ့ကျွန်တော်ရဲ့ chorus score လေးနဲ့ command တွေကျွန်တော်ထည့်ခဲ့တဲ့ result လေးကိုပြပြပေးရဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာဆိုရင်ကျွန်တော်ဒီနေ့တခြား analyst ပြုလုပ်ပြီးမှ free tip တွေပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးတွေ့မှာဆိုရင်တော့တတိယမဲ့ပါပါတယ်။ Roma နဲ့ Empoli ပွဲစဉ်မှာကျွန်တော်ဒီပွဲစဉ်မှာဆိုရင်တော့ Roma ကိုလုံးဝကြိုက်ပါတယ်။ chorus score အနေနဲ့ကြည့်မယ်ဆိုရင်တော့ 1-2 လောက်ပွားမယ်ထင်ပါတယ်။အဲ့တော့ဇာတ်မှာဆိုရင်လည်းနှစ်ဆပြီးထားရပါတော့။အဲ့တော့ watch ဆိုရင်ကျွန်တော်နဲ့တူလိုက်ထလို့ရတယ်။ chorus score အနေနဲ့ 1-2 comment တာပြည့်တဲ့ကြောင့်မို့ over 1.5 တော့မဟုတ်ဆိုရင်and 4.5 တော့ကိုစိတ်ကြရွေးချယ်နိုင်ပါတယ်ကျွန်တော်တို့ Roma body ထည့်ထားပါတယ် W2 ဖြစ်ပါတယ်အလေးက promotion celebrate ဖြစ်ပါတယ်ဒုတိယကောင်ပတ်ကြည့်မယ် promotion နဲ့ကြောဒီမှာဆိုရင် Real Madrid ပွဲရရှိမယ်ကျွန်တော်တို့မြန်မာလိုပဲ Real Madrid အနိုင်ပြီးထားပါတယ်အဲ့တော့ cross goal အနေနဲ့ကျွန်တော် user ခန့်မှန်းကြည့်မယ်ဒီပွဲမှာဆိုရင်တော့ကျွန်တော်အနေနဲ့ 2C သဘောကျပါတယ် 2C လောက် draw မထင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘာကိုထည့်ထားလဲဆိုတော့ကျွန်တော်ထည့်ထားတဲ့ကောင်တွေကကျွန်တော်ပြီးမှပဲပြောပြလိုက်မယ်ပေါ့နော်ဒါကောင်တော့ cross goal ယူဆိုခန့်မှန်းပြပြီးတော့မယ်လူတယောက်တစ်ခု Chelsea နဲ့ Leicester City မှာဆိုရင်တော့ကျွန်တော်အနေနဲ့ 2-0 လောက်ပဲတောင်းမိတယ်မာရီဒီကောင်လေး 2-0 ဒီကောင်လေး 2-0 ပေါ့နော်။ Napoli နဲ့ Fiorentina ပွဲစဉ်မှာဆိုရင်တော့ 1-1 လောက်တောင်းမိတယ်မာရီတည်ရချမိတယ်မာရီ Napoli အနေနဲ့စတိုက်ရှုံးခဲ့ပေမဲ့လည်းနိုင်ပွဲရလက်တွေလိုအပ်နေတယ်။ဒါပေမဲ့လည်းကျွန်တော်တို့သိပြီးတော့မှမကြိုရဘူးပေါ့နော်။ဒီကောင်ပြောနာတော့ Pokio မျိုးနဲ့ဖြစ်ပါတယ်။အဲ့တော့ Musa တပက main ဆိုင်နာကွက်နဲ့ထည့်ထားလားမထည့်ထားလားဆိုတော့ကြိုကြည့်လိုက်အောင်။အဲ့ဒါကျွန်တော်ထည့်ထားတဲ့ကောင်တွေပြပြမယ်။ဒီ promotion ပွဲမှာဆိုရင်West Plus တို့ထည့်ထားပါလေအဲ့တော့ W1 and total under 5.5 ဖြစ်ပါလေအဲ့တော့ Real Madrid နိုင်မယ်ပြီးတော့ရင်ကိုက 5.5 အောက်ရောက်ပါမယ်အားလုံးအောက်ရောက်ပါမယ်လို့ကျွန်တော်ထည့်ထားပါလေဒီတစ်ခုမှလည်းတူတူပဲ West Plus တို့ထည့်ထားပါလေ W1 and total under 5.5 ဖြစ်ပါလေဒါဆို Napoli နဲ့ Fiorentina ပွဲစဉ်မှာကျွန်တော်အနေနဲ့ total Napoli 1x and total under 4.5 ဖြစ်ပါလေအဲ့တော့ကိုကတော့အနည်းဆုံး၄လောက်အောက်ရောက်မှထင်တယ်ပြီးတော့ရင် Napoli နိုင်မနိုင်သေးပါအဲ့ဒီကြောင့်မို့ကျွန်တော်ထည့်ထားတဲ့ကောင်လေးက 1x and total under 4.5 ဖြစ်ပါလိဒီကောင်လေးကောင်လုံးတွဲလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ 2.6 စရရှိမှာဖြစ်ပါလိအဲ့ဒီကျွန်တော်ထည့်ရဖြစ်ပါလိအဲ့တော့ကိုစီကြိုက်ပြင်ပြီးတော့မှထည့်နိုင်တယ်တဘောကြရင်ကျွန်တော်တို့လိုက်ပြီးတော့မှကစားနိုင်တယ်တဘောမကြောက်ဆိုရင်တော့ပြင်လို့ရပါလိအဲ့တော့အနိုင်ရှော့လက်ခံနိုင်မှာကစားပါညီကိုရီ good luck ဂျိုဒီနီယာမှာပြန်ရမယ်အားလုံးပဲကျေးဇူးတင်ပါတယ်